အရှမ်းပြင်းထန်တဲ့အေးတန်ရောက်လာတဲ့အခါကမ္ဘာပူချိန်ကအနှုတ်80ဒီဂရီထိထိုးကျသွားခဲ့ပါတယ်။ကျမကတော့လုံခြုံတဲ့ခံတပ်ထဲမှာဟော့ပေါ့ဆိုင်ရေခဲရုပ်ဖြစ်သွားတဲ့ရီစာဟုံးကိုကြည့်ပြီးရှိမောနေမိတယ်။ပြီးခဲ့တဲ့ဘဝကအေးလိုခဲ့တဲ့ကမ္ဘာပြက်ကက်ကြီးရောက်လာတော့ကကျမဟာရီစာဖြစ်သူဝီလီယံကိုခေါ်ပြီးအသိဝယ်ထားတဲ့ခြံဝင်းလေးထဲမှာတောပုံခဲ့ကြတယ်။ဒါပေမဲ့ဝီလီယံဟာအစားတောက်မလောက်မှစိုးရိမ်ပြီးကျမကိုအပြင်ကိုမောင်းထုတ်ခဲ့နိုင်မယ်လို့ဘယ်သူကထင်မိမှာလဲ။အနှုတ်80ဒီဂရီရှိတဲ့ရာသီဥတုမှာသွားစရာမရှိတော့တဲ့ကျမဟာမကြခင်မှာပဲအေးခဲပြီးတည်ဆုံးသွားခဲ့ရပါတယ်။ဒါပေမဲ့ဝီလီယံကတော့ကျမပြင်ဆင်ထားတဲ့ရိတ်ခါတွေနဲ့ကမ္ဘာပြက်ကက်ကြီးကိုဖျက်ကျော်နိုင်ခဲ့တယ်။ညလုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကျမဟာအေးတန်ကက်ကြီးမလာခင်ရက်သက်တစ်ပတ်နှစ်ပတ်အလိုပြန်ရောက်နေခဲ့ပြီ။မကြခင်မှာထူးခြားတဲ့အေးလိုင်းကကျွန်ုပ်တို့နိုင်ငံကိုဖျက်ဆီးသွားပါမယ်။အပူချိန်ကအနှုတ်20ကျော်ထိကျဆင်းသွားနိုင်ပါတယ်။အားလုံးပဲနွေနွေထွေးထွေးနေထိုင်ကြဖို့ပြင်ဆင်ထားကြပါရှင်။သတင်းတွေကဒီစကားကိုကျမပြန်ကြားလိုက်ရတဲ့အခါကျမရှင်းရှင်းလင်းလင်းသဘောပေါက်လိုက်တာကကျမတကယ်ပဲပြန်မွေးဖွားလာရပြီဆိုတာပါပဲ။ဒီဘဝမှာတော့ဝီလီယံကိုအေးခဲပြီးတင်ရတဲ့အရာသာဘယ်လိုရှိလဲဆိုတာတေချာမြည်ဆန်းစီရမယ်ဝိမင်းဘာဖြစ်လို့လဲဘာရင်ငင်းနေတာလဲတီဗီရှင်းမှာထိုင်ပြီးဘာမှမပြောဘဲငိုင်းနေတာကိုတီတော်ဝူလီယံကကျမကိုလှမ်းမိလိုက်တယ်ဒီမျက်နှာကိုကြည့်ပြီး10နှစ်ကျော်တိကျွမ်းခဲ့ပေမဲ့ဘုံတာမရခင်သူဟာဒီလိုလူစားမျိုးဖြစ်လိမ့်မယ်လို့ကျမဘယ်တော့မှရှုံမှာမဟုတ်ဘူးကျမနဲ့ဝူလီယံဟာငယ်တငယ်ချင်းတွေပါကျမတို့နှစ်ယောက်လုံးရဲ့မိဘတွေဟာအသက်10နှစ်မတိုင်ခင်ကလေးကမတော်တဆမှုတွေနဲ့ဆုံးပါသွားခဲ့ကြတယ်ကံကြမ္မာချင်းတူနေတာကြောင့်ဝမ်းနည်းစရာတွေကြုံရတိုင်းမှာသူပဲကျမဘေးမှာရှိနေပေးခဲ့တယ်ကျမတို့ကတယောက်နဲ့တယောက်အားကိုးရာတွေဖြစ်ခဲ့ကြတယ်။အလုံးလုံးတဲ့အရွယ်ရောက်တဲ့အခါမှာတော့တဘာဝအတိုင်းပဲချစ်သူတွေဖြစ်သွားခဲ့ကြတာပေါ့။ဝူလီယံတို့အိမ်ကသူ့ဦးလေးမိသားစုရဲ့အပိုင်သိမ်းခြင်းခံလိုက်ရတယ်။တွဲပြီးတဲ့နောက်မှာတော့သူကျမအိမ်ကိုပြောင်းလာခဲ့တယ်။အလုံးစုံဝင်ကားစားကသူ့ဝင်ငွေမကောင်းပေမဲ့ကျမသူ့စီကတပြားတစ်ချက်မှမတောင်းခဲ့ဘူး။နေ့စဉ်စားတောက်စရိတ်ကိုတော့ကျမပဲအကုန်ကျခံခဲ့တာ။အရှင်ဘဝကဝူလီယံလုပ်တဲ့ကုမ္ပဏီမှာလူအပြောင်းလဲတွေရှိလာတယ်။သူကအလုပ်ပင်ပန်းလို့တောရွာဘဝမျိုးမှာနေကျင်တယ်လို့ပြောလာခဲ့တယ်။သူ့အိမ်မက်ကိုဖြည့်ဆည်းပေးဖို့ကျမကစိုက်ပျိုးရေးခြံဝင်းလေးတစ်ခုတီးတက်ဝယ်ပေးခဲ့မိတယ်။တတိပြန်ဝင်လာပြီးအခုရှိကဝူလီယံကိုကြည့်လိုက်တဲ့အခါသူ့ကိုကိုယ်တိုင်ပဲတက်ပြစ်ချင်စိတ်ပေါက်လာမိတယ်။ဒါပေမဲ့အခုကအချိန်ကောင်းမဟုတ်သေးဘူးဆိုတာကျမနားလည်လိုက်တယ်။ဘာမှမဟုတ်ပါဘူး။အလောက်ကကိစ္စတချို့ကိုစဉ်းစားနေလို့ပါ။ကျမစင်ကြေတစ်ခုပေးလိုက်တယ်။ဒါကဝူလီယံကအခွင့်ကောင်းယူပြီးသူ့ရွယ်ချက်ကိုထုတ်ပြောလာပါတော့တယ်။ဝိအလောက်ကတကယ်ပင်ပန်းတာပဲနော်။နေတိုင်းဟင်းသီးဟင်းရွက်ဆက်ပြီးချက်ကလေးဘဲကလေးတွေမွေးရတဲ့တောရွာဘဝမျိုးတကယ်အားချမိတယ်။ငါတို့လည်းအဲ့လိုဘဝမျိုးနဲ့နေနိုင်ဘလောက်ကောင်းမလဲ။ဝူလီယံရဲ့စကားကိုကြားတော့ကျမရှိတော့ဟီကျန်သွားမိတယ်။သူဟာလဲလျားလို့ရရင်ထိုင်မနေတဲ့လူထိုင်လို့ရရင်မတက်မရက်တဲ့လူမျိုးပါဘယ်လိုမျက်နှာနဲ့များဒီလိုစကားမျိုးပြောထွက်ရတာလဲတကယ်တော့သူအလုပ်ပြုတ်တော့မှသိနေလို့ကျမမိဘတွေထားခဲ့တဲ့အမွေတွေကိုမျက်စိကျနေတာပဲဖြစ်မှာပါဘာလို့လဲဆိုတော့သူအလုပ်လုပ်ခဲ့တဲ့နှစ်တွေမှာသူ့ကက်ထဲမှာပတ်စံတစ်ပြားမှမရှိသလောက်ပဲလေအလုပ်စင်းတငယ်ချင်းတွေနဲ့တောက်စားမပြက်အိမ်မှာဂိမ်းထိုင်ဆော့နေတာပဲရှိတာဒါတွေကိုအရှင်ဘဝတွေကကျမသိခဲ့ပါတယ်ဒါပေမဲ့ငငယ်ကလေးကမိဘမေးခဲ့လို့လုံခြုံမှုမရှိဘူးလို့ခံစားခဲ့ရပြီးသူများကိုအလိုလိုက်ရတဲ့စိတ်နေစိတ်ထားဖြစ်နေခဲ့တာဝူလီယံကျမကိုထားသွားမှပဲအမြဲကြောက်နေခဲ့တာဒီဘဝမှာတော့ကျမအဲ့လောက်ထိမအားတော့ပါဘူးဝူလီယံရဲ့အထက်ထက်အရှိန်မွဲပြောဆိုမှုတွေကိုကျမမသိတယ်လို့ဟန်ဆောင်နေလိုက်တယ်စကားတချို့နဲ့ပဲအလိုက်တစ်ပြန်ပြေးပြီးအလုပ်သွားရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ကနေချက်ချင်းထွက်လာခဲ့တယ်အောက်ထက်ရောက်တာနဲ့ကားမောင်းပြီးအရှင်ဘဝဝယ်ခဲ့တဲ့ခြံဝင်းလေးစီကိုတန်းသွားလိုက်တယ်အရှင်ဘဝကဝူလီယံကိုအလိုလိုက်ဖို့ဝယ်ခဲ့တာဆိုပေမဲ့ဒီနေရာရဲ့ဒီနေရာကတော့တကယ်ကိုလျှို့ဝှက်ပြီးလူသူဝေးပါတယ်အကယ်၍ဒါကိုလုံခြုံတဲ့ခံတပ်တစ်ခုဖြစ်ပြောင်းလဲလိုက်ကမ္ဘာပြက်ကတ်မှာရှင်သန်မှုအတွက်အကောင်းဆုံးနေရာဖြစ်လာမှာပါအရင်ချန်ရှင်ကနိုင်ငံခြားအမြန်သွားချင်နေတာကြောင့်အလင်းစလိုရောင်းခဲ့တာပါကျမရွှဲ3သိန်းနဲ့ရှားလိုက်တယ်စာရွက်စာရနေလုပ်ပြီးတဲ့နောက်ချန်ရှင်ကစီနာနဲ့ကွန်ပျူတာမှာယူလို့ရတဲ့လိပ်စာစရင်ကိုပါကျမကိုပေးသွားသေးတယ်ကျမဖုန်းထုတ်ပြီးအမြန်ဆုံးအချိန်အတွင်းမှာလိုအပ်မဲ့စရင်ကိုပြင်ဆင်လိုက်တယ်ကျမရဲ့ကမ္ဘာပြက်ကတ်ခိုးလုံရာကိုတိစောက်ဖို့ပြင်ဆင်มาတော့တယ်ချန်ထဲကအိမ်က3ထပ်ဖီလာအိမ်အမျိုးအစားပါဒါပေမဲ့အေးတံကိုကောက်ွယ်ဖို့အတွက်တော့မလုံလောက်သေးပါဘူးဒါကြောင့်ကျမပတ်စံအများကြီးပေးပြီးအဝေးကတိစောက်ရေးအဖွဲ့ကိုငှားလိုက်တယ်ကျမပြီးတဲ့ပုံစံအတိုင်းအမြဲဆုံးပြန်လည်ပြုပြင်ဖို့ခိုင်းလိုက်ပါတယ်။ပတ်စံကလည်းအလုံလောက်ပေးထားတာကြောင့်တိဆောက်ရေးခေါင်းဆောင်ကလည်းလက်ခံလိုက်ပါတယ်။အလုပ်သမားတွေအလုပ်လုပ်နေတော့မှကျမကားရောင်းဌာနကိုသွားပြီးဘန်ကားတစ်စီးငှားလိုက်တယ်။အဲဒီနောက်မှာတော့အနီးနားကိုတောင်တစ်ခုကိုယာယီငှားလိုက်ပါသေးတယ်။ဖုန်းထုတ်ပြီးကုန်သည်ရီစီကိုဖုန်းဆက်လိုက်တယ်။သူတို့စီကနေတောက်ရည်တွေအများကြီးမှာလိုက်တယ်။ဟော့ပေါ့ဘူးတွေပြီးတော့ဘီစကစ်မုတ်တွေရှီနောက်ပြီးကယ်လိုရီများတဲ့အစားအသောက်တွေအများကြီးမှာလိုက်တယ်။တစ်ဖက်ကကုန်သည်ကလည်းဝမ်းသာအားရနဲ့လက်ခံလိုက်ပါတယ်။၃ရက်အတွင်းမှာကိုရာကိုပို့ပေးမယ်လို့ကတိပေးပါတယ်။အဲဒီနောက်ဈေးကိုသွားပြီးစံစီနဲ့စားနေထားတဲ့အသားတွေဝက်အုံချောင်းတွေကိုအများကြီးဝယ်ယူခဲ့တယ်။အစားတောက်ကိစ္စပြီးတော့ကျန်တာကစီးပွားတွေပါပဲ။မြို့ရင်းကစီးဆိုင်တွေအကုန်လုံးကိုပတ်ပြီးလိုအပ်တဲ့အခြေခံစီးပွားတွေကိုစုဆောင်းခဲ့ပါတယ်။ကမ္ဘာပြက်ကတ်မှာတယောက်တည်းပြေးမနေအောင်စားအုပ်တွေအများကြီးနဲ့လျှက်စစ်လမ်းလျှောက်ဆက်တစ်လုံးပါဝယ်လိုက်တယ်။အချိန်ကြီးလိုက်တော့ညနေ6နာရီထိုးနေပြီ။ဝူလီယံတန်တရာမဝင်အောင်အိမ်ကိုအမြဲပြန်မောင်းလာခဲ့တယ်။အိမ်ထဲတော့မဝင်ရသေးပါဘူး။အဲကန်ထဲကနေဝူလီယံရဲ့အတန်ထွက်လာခဲ့ပါတယ်။ဝိဘယ်နှစ်နာရီရှိနေပြီလဲ။ဘာလို့အခုမှပြန်လာရလဲ။မြင်ထမင်းချက်တော့လေ။ဒါနဲ့
ငါဝက်နေရုံချိုချင်းစားကျင်နေဆိုဖာပေါ်မှာလှဲပြီးဂိမ်းစော့နေတဲ့ဝူလီယံကပုံမှန်အတိုင်းပဲအမိတ်ပေးလိုက်တာပါသူစကားကိုကြားတော့ပေါ့ကိုပဲဖျက်ရိုက်ပစ်ချင်စိတ်ပေါက်လာတယ်ဒါပေမဲ့ကဘာပြက်ခဲရောက်လာရင်သူကြုံတွေ့ရမယ့်အဆုံးသက်ကိုစဉ်းစားပြီးဒေါသကိုထိန်းလိုက်ပါတယ်ပြီးတော့မိဖို့ကြောင့်လည်းပဲဝင်ပြီးထမင်းချက်ပေးလိုက်တယ်ထမင်းစားနေတဲ့အချိန်မှာသူ့ကိုပြောလိုက်တယ်အခုတလောကုမ္ပဏီမှာအလုပ်တွေအများများနေတယ်ငါရက်အတော်ကြာအချိန်မိုးဆင်းရလိမ့်မယ်ဝူလီယံကဟန်ဆောင်ပန်ဆောင်နဲ့စိုးရင်ပြပါတယ်အိမ်မှာပတ်စံမရှားပါဘူးဝေမင်းဒီလောက်မပင်ပန်းပါနဲ့ငါစိတ်မကောင်းဖြစ်ရလို့ပါကျမမတက်နိုင်တဲ့လေတန်းနဲ့ပြောလိုက်တယ်ငါလည်းမပင်ပန်းချင်ပါဘူးဒါပေမဲ့တထရငါ့ကိုပဲတီးတန့်ခိုင်းနေတာလေငါအိမ်မှာမရှိတဲ့ရက်တွေမှာအပြင်စာပဲမှာစားလိုက်တော့နော်ပြောပြီးတာနဲ့ဝူလီယံစီကိုရွှမ်းတစ်ထောင်လွှဲပေးလိုက်တယ်ရှုံးမဲ့နေတဲ့သူ့မျက်နှာချက်ချင်းပဲပြုံးရွှင်သွားပါတော့တယ်ပတ်စံကိုလည်းချက်ချင်းလက်ခံလိုက်တယ်နောက်နေ့မနက်မှာတော့အနီးနားကုန်းထိုက်ကိုသွားပြီးအနှွေးတွေအနှွေးဆောင်နေရှင်နှွေးအိတ်နဲ့အပူပေးတဲ့ပစ္စည်းတွေကိုဝယ်လိုက်တယ်ဝယ်ထားတဲ့ပစ္စည်းတွေကိုဂိုဒေါင်ထဲပုတ်ပြီးနောက်မှာထပ်ပြီးစဉ်းစားကြည့်တော့အိမ်ထဲမှာမီးလင်းပုံနဲ့အပူပေးတဲ့ကရင်တစ်ခုတိစောက်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်ကျမှကြောင်မီးသွင်းတဲ့ထင်းတွေပါတူလောင်ထိုင်အကုန်ပြည့်စုံသွားပြီကျမခုံလုံးရစီပြန်လာပြီးတိစောက်ရေးအဖွဲ့ခေါင်းဆောင်လိုအပ်တာတွေထပ်ပြောလိုက်တယ်ခေါင်းဆောင်ကစဝေးစွာနဲ့မီးလာတယ်ဒါကလုပ်ပေးလို့တော့ရပါတယ်ဒါပေမဲ့ဒီဘက်မှာစောင်းနေဆိုတော့တိတ်မအေးလာအောင်မဟုတ်လားစိတ်ချလက်ချတာလုပ်ပေးပါကျမပတ်စံပို့ပေးပါမယ်အဲ့လိုပြောလိုက်တော့တိစောက်ရေးခေါင်းဆောင်လေးချက်ချင်းပဲအမိတ်ပေးပြီးလှုပ်ခိုင်းပါတော့တယ်အပူပေးတဲ့ကိစ္စတော့ပြည်လည်သွားပြီဒါပေမဲ့လျှက်စစ်မိသားပြတ်သွားရင်ဘယ်လိုလုပ်မလဲပြီးခဲ့တဲ့ဘဝကအေးအေးတန်ကက်ကြီးစပြီးတိတ်မကြခင်မှာပဲတမျိုးလုံးလျှက်စစ်မိပြတ်တောက်သွားခဲ့တာကျမမှတ်မိနေတယ်ခဏလောက်စဉ်းစားပြီးနောက်မိဆက်အချို့ဝင်လိုက်ပြီးဓာတ်စီတွေကိုလည်းနီးလဲအမျိုးမျိုးနဲ့အများကြီးဝယ်ယူစုဆောင်းထားလိုက်တယ်နောက်ရက်တွေမှာတော့ကျမဟာအလုပ်ကျူးစားတဲ့ပြားပတုံးလေးတစ်ကောင်လိုပဲကုန်တိုက်တွေနဲ့စူပါမားကတ်တွေကြားထဲမှာအလုပ်ရှုပ်နေခဲ့တယ်အေးအေးတန်ကက်ကြီးမတိုင်ခင်တစ်ပတ်အလုံးမှာတော့ပုံမှန်ဆိုရင်အနှွေးတွေဝင်ရမယ့်ရှာတီဥတုဖြစ်ပေမဲ့အပူချိန်ကထူးဆန်းစွာနဲ့30ဒီဂရီနီးပါးထိတက်လာခဲ့တယ်ဒီလိုပုံမှန်မဟုတ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးပညာရှင်တွေကတော့ဒါဟာကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပြီးနောက်မှစောင်းရသည်ရှိတော့မှမဟုတ်ဘူးလို့ရှင်းပြကြတယ်။ဒါပေမဲ့ဒီအပူချိန်တွေလွန်သွားတာနဲ့တညအတွင်းမှာအပူချိန်ကအနှုတ်80ဒီဂရီထိထိုးကျသွားမှကျမတယောက်တည်းပဲသိနေခဲ့တာပါ။ဒီတော့အတွင်းမှာလည်းရာသီဥတုကြောင့်ဆွေးနွေးတဲ့ post တွေအောက်မှာလိုအပ်ရင်3နိုင်အောင်ရိတ်ခါတွေကြိုတင်စုဆောင်းထားကြပါလို့ဝင်ရောက်တတိပေးခဲ့ပါသေးတယ်။ကျမလှုပ်တင်တာကိုလုပ်ခဲ့ပြီးပါပြီ။သူတို့နားထောင်ခြင်းမထောင်ခြင်းကတော့သူတို့ရဲ့ကံတရားပဲပေါ့။အခုဆိုရင်လိုအပ်တဲ့ရိတ်ခါတော်တော်များများပြင်ဆင်ပြီးသွားပါပြီ။လုံခြုံရေးအတွက်လည်း drone တွေနဲ့လျှက်စစ်တို့စားတဲ့လက်နက်တွေကိုပါဝယ်ယူထားလိုက်တယ်။အဲဒီနောက်မှာတော့အရှင်အိမ်ကိုပြန်ပြီးအိမ်ပြင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကျမရဲ့အဝတ်ဟောင်းတွေကိုသိမ်းဆည်းလိုက်တယ်။ဒါကိုမြင်တော့ဝူလီယံကရောက်လာတယ်။ရာသီဥတုကပူနေတာကြောင့်သူလည်းလက်တူအင်ကြီးပဲဝတ်ထားပါတယ်။ဝိဒီလောက်ပူနေတာကိုဘာလို့အနှွေးတွေလိုက်သိမ်းနေရလဲ။အိမ်ပြင်တော့မှမို့မလို့တဲ့အဝတ်ဟောင်းတွေကိုလွှတ်ပစ်မလို့လေ။ဒီအဝတ်တွေကမနေ့ကမှဝတ်ထားတဲ့ဟာတွေမဟုတ်လားလို့ဝူလီယံကမယုံကြည်နိုင်သလိုမီးလာတယ်။နေကဒီလောက်ပူနေတာဒီအဝတ်ဟောင်းတွေကအသုံးမဝင်တော့ဘူး။ဒီအဝတ်တွေကိုလည်းအကုန်လွှတ်ပစ်လိုက်တော့နောက်မှအစ်စ်တွေတူတူထောက်ဝေကြတာပေါ့။ဝူလီယံကဒါကူကြတော့ဝမ်းသာအားရနဲ့သူ့ရဲ့အနှွေးတွေအားလုံးကိုလွှတ်ပစ်လိုက်ပါတော့တယ်။ကျမရည်ရွယ်ချက်အောင်မြင်သွားတာကိုကြည့်ပြီးစိတ်ထဲမှာခိုးရင်နေမိတယ်။အေးတိုင်ကက်ကြီးမတိုင်ခင်3ရက်အလုံးမှာတော့အလုပ်သမားတွေရဲ့ကြိုးစားမှုကြောင့်အိမ်ပြင်တဲ့အလုပ်တွေအကုန်ပြီးစီးသွားပါပြီ။ကျမလည်းသူတို့ကိုပတ်စံတွေအကြည့်ရှင်းပေးလိုက်ပြီးအိမ်ကိုပြန်ဖို့ကားလက်မှတ်တွေမှာဝယ်ပေးလိုက်တယ်။ရိတ်ခါတွေများများဝယ်ထားပြီးအိမ်ကိုမြင်မြန်ပြန်ချဖို့လေသူတို့ကိုတတိပေးခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ပောက်ကွဲမှုတန်ခံနိုင်တဲ့တကားနဲ့ကြီးကောင်မယ်တွေရောင်းတဲ့ဆိုင်ကိုဆက်သွဲပြီးအိမ်ကတကားနဲ့ပရင်းပေါက်တွေကိုအသစ်ဆုံးမော်ဒယ်တွေနဲ့လဲခိုင်းလိုက်တယ်။ညဘက်မှာလူတွေအကုန်ပြန်သွားတော့မှဂူရောင်နေရရိတ်ခါတွေကိုအိမ်ထဲကိုတစ်ခုချင်းစီတည်ယူလိုက်တယ်။ကပ်ဘေးကနီးလာတာနဲ့အမျှအိမ်ပတ်လေမှာကြိုတင်ဝယ်ထားတဲ့ CCTV တွေကိုတက်လိုက်တယ်။ဒါအပြင်ခြံစည်းရိုးတွေပေါ်မှာတန်ဆူးကြိုးတွေတက်ပြီးလျှက်စစ်တအားပါပေးထားလိုက်တယ်။အပူဒဏ်စတင်မဲ့နေ့မနက်မှာတော့ကျမကောင်းပေါင်းထွက်ပြီးကြိုမာထားတဲ့ဝက်သားအမဲသားစိတ်သားပေါင်100စီနဲ့ကြက်ပေးငက်အကောင်30စီကိုသွားယူလိုက်တယ်။ဒါအပြင်လက်ကားစီးကိုသွားပြီးကော်ပြန်ထုတ်တွေနှလုံးရှည်ပေါ်နဲ့အသားလုံးအမျိုးမျိုးလည်းဝယ်ခဲ့ပါသေးတယ်။လမ်းပေါ်ကလူတွေကတော့လက်တူရီစကတ်တွေနဲ့နွေရာသီလိုပဲသွားလာနေကြတော့မှအိမ်ပြန်ရောက်လို့ထမင်းချက်ပြီးအောင်ရှိသေးတယ်။ဖုန်းတွေကမိုးသက်လေးပြင်းနဲ့နှင်းမုန်တိုင်းတတိပေးချက်ရောက်လာတယ်။လူတွေကတော့ဒါကိုအင်တာနက်ပေါ်မှာပြန်ဝင်မြပြီးအစိုးရကိုလှောင်ပြောင်ဆဲဆိုနေကြတော့မှပဲ။ဒါပေမဲ့ခဏကြာမှပဲအပူချိန်ကအချိန်တိုအတွင်းမှာ3ဒီဂရီအောက်ကိုထိုးကျသွားခဲ့တယ်။ကောင်းကင်ကနေနှင်းပွင့်နေစတင်ကြွေကျလာပါပြီ။အချိန်နေမဟန်ပဲတီးလိုက်တဲ့သူတွေကအဲကွန်းတွေကိုအပူပေးစနစ်နဲ့အပြင်းထန်ဖွင့်ကြပေမဲ့ဒီအေးအေးတန်ကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။အပြင်မှာရောက်နေတဲ့သူတွေကလည်းအိမ်ကိုအပြေးလွှားပြန်ကြပေမဲ့ခန္ဓာကိုယ်တွေတောက်တင်းလာပြီးတချို့ဆိုရင်လမ်းမတွေအေးခဲပြီးမေ့လေသွားကြတယ်။တမျိုးလုံးမှာလူနာတင်ကားတံတွေစုညံနေပေမဲ့ဒါကအဆပဲရှိပါသေးတယ်။ဒီညမှာအပူချိန်ကအနှုတ်80ဒီဂရီထိကျဆင်းသွားမယ်ဆိုတာကိုသူတို့လုံးဝမသိကြပါဘူး။နှင်းတွေကျလာတာတနားရီပဲရှိပါသေးတယ်။အပူချိန်ကအနှုတ်20ကျော်သွားပြီ။ကျမကတော့မီးပေါ်မှာမီးမွေးပြီးစားကျင်တဲ့ဟင်းလျာတွေကိုပြင်ဆင်လိုက်တယ်။ပရင်းပေါက်နောက်မှာထိုင်ပြီးနှင်းတွေကျနေတာကိုကြည့်ရင်ထမင်းစားဖို့ပြင်နေတော့မှပဲဖုန်းမြည်လာတယ်။ညီစားဖြစ်သူဟူလီယန်စီကပါကျမနောက်ထပ်ဖုန်းတစ်လုံးကိုထုတ်ပြီး
သူတို့အိမ်မှာတက်ထားတဲ့ CCTV ကိုဖွင့်ကြည့်လိုက်တယ်။ဒီကင်မရာကိုသူ့အိမ်မှာမရှိတော့ကကျမလိုဝက်တက်ထားခဲ့တာပါ။ဗီဒီယိုထဲမှာတော့ဝူလီယံကအေးအေးတန်ကိုကာကွယ်ဖို့အိမ်မှာရှိတဲ့အဝတ်စားတွေအကုန်ယူဝတ်ထားပေမဲ့တကူလုံးတုံရီနေတော့မှာပဲ။ဖုန်းကိုကန်လိုက်တာနဲ့ဝူလီယံရဲ့အော်တန်ကထွက်လာတယ်။ဝေးအိမ်ကြီးကအေကွန်ကဘာဖြစ်လို့တုံးလို့မရတော့တာလဲ။အေကွန်ကိုလည်းအဲ့ဒီနေ့ကလေးကကျမဖြစ်စီထားခဲ့တာပါ။စောက်အထူတွေကိုလည်းတခုမှမချမ်းပဲလွင့်ပစ်ခဲ့တာလေ။ငါလည်းမသိဘူးလေ။ငါလည်းအိမ်မပြန်တော့ကြပြီ။အေကွန်ကိုလည်းမတုံးဘူးလို့ကျမကပြန်ပြေးလိုက်တယ်။ဝူလီယံလည်းဘာမှမမေးနိုင်တော့ပဲဖုန်းချသွားတယ်။တကယ်တော့အေးအေးတန်ကအခုမှစဖြစ်တာဖြစ်လို့ကုန်တိုက်တွေစူပါမားကတ်တွေမပိတ်သေးပါဘူး။ဝူလီယံကအေးအေးတန်ကိုအန်တုပြီးအပြင်ထွက်ရိတ်ကအချိုရနိုင်သေးပေမဲ့သူကအမြဲတမ်းအစင်သစ်စားတောက်လာခဲ့တဲ့လူဆိုတော့ကျမပြန်လာမှပဲစောင့်နေပြီးအပြင်ထွက်မှာမဟုတ်ပါဘူး။ကျမထင်ထားတဲ့အတိုင်းပါပဲသူကဆေးဆိုရင်နဲ့အိပ်ပျော်သွားပါတယ်။ဒါကိုကြည့်ပြီးကျမကတော့စိတ်ကျဉ်နဲ့စွာနဲ့အသားတစ်ဖက်ကိုပါဆက်ထဲထည့်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့လူတွေကအေးအေးတန်ကြောင်ဒိုးလာတဲ့အခါအပြင်မှာနှင်းတွေက1 မီတာလောက်မြုပ်နေပြီးအပူချိန်ကအနှုတ်80 ဒီဂရီထိရောက်သွားတာကိုတွေ့လိုက်ရတယ်။အဲကွန်ကိုဘလောက်ဖွင့်ဖွင့်အေးအေးတန်ကိုမကကွယ်နိုင်တော့သလိုမနေ့ကအိပ်ပျော်သွားတဲ့သူတွေတော်တော်များများလေးပြန်လို့မလာတော့ပါဘူး။ပိုဆိုးတာကရေတွေလည်းခဲကုန်တာကြောင့်ရေပေးဝင်မှုပြတ်တောက်သွားပြီးတောက်ရည်တွေကလည်းရေခဲတုံးကြီးတွေဖြစ်ကုန်တာပါပဲ။တခြားသူတွေနဲ့ရှင်ကျမကတော့တကယ်ကိုကန်ကောင်းနေပါသေးတယ်။မီးလင်းပေါ်ကမီးတွေတောက်နေပြီးတစ်ဖက်မှာလည်းမီးပေါ်မှာဟင်းတွေကတငွေငွေနဲ့ပေါ့။ဆိုဖာပေါ်မှာစားထိုင်ဖက်နေတော့မှပဲဝူလီယံစီကဖုန်းမြည်လာပြန်နေ။ဖုန်းကိုယူကြည့်လိုက်တော့ဝူလီယံဖြစ်နေတယ်။ကျမတက်ပလက်ကနေတဆင့်အဲ့ဒီအိမ်က CCTV ကိုလှမ်းဖွင့်ကြည့်လိုက်မိတယ်။ဝူလီယံကတော့တကယ်ကိုလူစွဲကောင်းပါပဲ။သူကဆိုဖာကိုအပေါက်ဖောက်ပြီးအဲ့ဒီထဲမှာတကူလုံးဝင်အိတ်နေတာပါ။အပေါ်ကလည်းအိမ်မှာကျန်ခဲ့တဲ့ဆောင်းပါးလိတ်တစ်ထည်ကိုခြုံထားပါသေးတယ်။ဝေးနေမမြက်အိမ်ပြန်လာခဲ့ပါတော့အပြင်မှာအရန်အေးနေလို့နေအေးခဲသွားမှငါစိုးရိမ်နေမိတယ်။ဝူလီယံရဲ့စကားကိုကြားတော့ကျမကသူ့ကိုနောက်ပြောင်တဲ့အနေနဲ့အေးပါကုမ္ပဏီမှာလည်းအရန်အေးနေတာငါလည်းပြန်ဖို့နီးလိုက်ရှာနေတော့မယ်လို့ပြောလိုက်တယ်။ဝူလီယံကကျမပြန်လာတော့မယ်အထင်နဲ့စိတ်ချလက်ချဖုန်းချသွားတယ်။ကျမလည်းကျင်းနဲ့စွာနဲ့ပြုံးလိုက်မိတာပေါ့။အဟာဝူလီယံရဲ့နေမသာအေးစစ်စစ်စောင့်နေလိုက်တော့အေးတန်ကက်ကြီးစတင်ပြီး3 ရက်မြောက်နေ့မှာတော့လျှက်စစ်တအားအလွန်ကြုံသုံးဆွဲမှုကြောင့်တမြို့လုံးတကယ်ပဲမီးပြတ်သွားပါတော့တယ်။လူရီယာအေကွန်းကလာတဲ့အပူငွေ့ရဲ့တံမိုးအဲ့ဒီတော့မှစတင်တန်းတာကြတော့တယ်။အခုဆိုရင်ရှီခဲတိုက်ထဲမှာနေရတယ်လို့ပဲလို့အင်တာနက်ပေါ်မှာလူရီယာရေးနေကြတယ်။ရင်တွေကိုကြိုပြီးတာနဲ့ချက်ချင်းမသိရင်ခဏလေးအတွင်းမှာပြန်ခဲသွားတာပါ။မီးမွေးစံမရှိတဲ့သူတွေဆိုရင်ရင်ခဲပြေဖို့အတွက်ရေခဲတုံးတွေကိုပဲရက်နေကြရတယ်။ပိုဆိုးတာကလူတော်တော်များများဟာရိတ်ခါကျူမစုထားမိတဲ့အတွက်အိမ်မှာစားစရာမရှိတော့ပါဘူး။အိမ်ယာဝေးဂရုထဲမှာအကူအညီတောင်းတဲ့သူတွေနဲ့ပြည့်နေပေမဲ့အားလုံးကလည်းကုကူရာမနေရှင်တန်နေရတာမို့မကူညီနိုင်ကြပါဘူး။ဘိုက်စာလုံးတဲ့သူတွေကတော့အိမ်မှာရှိသမျှအဝတ်အထူကြီးတွေဝတ်ပြီးအေးတန်ကိုအန်တုကရိတ်ခါထွက်ရှာကြပေမဲ့တိတ်မဝေးခင်မှာပဲလမ်းမာတွေလဲကျပြီးတိတ်ဆုံးကုန်ကြတာပါပဲ။နောက်ပိုင်းမှာဟူလီယံကကျမစီကိုခဏဖုန်းဆက်နေတော့တာပဲ။သူ့အတွက်အချိန်ဖြုံးမနေချင်တော့တာကြောင့်ဖုန်းနံပါတ်ကို blacklist ထည့်ပြီးတော့တခါတည်းအဆက်အသွယ်ဖျက်လိုက်တယ်။ဒီအချိန်မှာဟူလီယံရဲ့အခြေအနေကတကယ်ကိုဆိုးဝါးနေပါပြီ။အိမ်မှာရှိတဲ့စားစရာတွေလည်းကုန်သွားပြီလေ။သူကကိုယ်တိုင်လည်းထမင်းမချက်တတော့အိမ်မှာရှိတဲ့တက်တန်းကုန်တွေရဲ့စားစရာတွေကိုပဲရှာစားနေရတာ။ဘိုက်စာလုံးတော့အမိုက်ပုံတွေကအစာဟောင်းတွေတော့မချမ်းပဲကောက်စားနေရတယ်။ဝေးဆိုတဲ့ကောင်မလေးဘယ်တော့မှပြန်လာမှလဲ။သူပြန်လာတာနဲ့ငါအကြောင်းပြရမယ်လို့သူကတွေးနေတော့မှပဲ CCTV ထဲမှာအိမ်မက်ရှောင်နေတဲ့ဟူလီယံကိုကြည့်ပြီးကျမရီပဲရီချင်မိတယ်။ဖုန်းကိုချလိုက်ပြီးဝရန်နာမှာထားလို့ခဲနေတဲ့ကြက်သားတွေကိုယူကမီးလင်းပုံနာမှာအရေးဖြုံလိုက်တယ်။နောက်နေ့မနက်မှာတော့အဲ့ဒီကြက်သားကိုအိုးထဲထည့်ပြီးချက်စားလိုက်တယ်။ဟူလီယံရဲ့ CCTV ကိုပြန်ဖွင့်ကြည့်တဲ့အခါမှာတော့သူကဂရင်ပေါ်မှာလုံးဝမလုံးမရှက်ပဲလဲနေတာကိုတွေ့လိုက်ရတယ်။မနိုးသေးတာလားလို့ကျမရေရိုးမိတယ်။ညနေပဲထက်ကြည့်တော့လေဒီပုံစံအတိုင်းပါပဲ။အနှုတ်80 ဒီဂရီမှာအိပ်ပျော်ရင်းနဲ့ပြန်နိုးမလာတော့တဲ့သူတွေကအများကြီးမို့ဟူလီယံလည်းဒီလိုဖြစ်သွားတာမဆန်းပါဘူး။ဒါပေမဲ့ဘာကြောင့်မှမသိကျမစိတ်ထဲမှာတော့မတင်မကျဖြစ်နေမိတယ်။အေးတန်ကက်ကြီးစတင်ပြီး17 ရက်မြောက်နေ့မှာတော့အင်တာနက်ပေါ်မှာစာရေးနိုင်တဲ့သူတွေအတော်လေးနည်းသွားပါပြီ။ရိတ်ခါထွက်ရှာရင်းနဲ့အိမ်ပြန်မလာနိုင်တော့တဲ့သူတွေရိတ်ခါရှာလာတဲ့သူအနှဲငယ်ကိုလည်းဝိုင်းလို့ချတာတွေကြောင့်ဒီဟာအနှက်မှာလူရဲမှုတွေဖြစ်နေပါတယ်။ဒီလိုနေရာမျိုးကိုရွေးချယ်ခဲ့တာမှန်တယ်လို့ကျမထပ်ပြီးဝမ်းသာမိတယ်။အဲ့ဒီနေ့ညတကောင်မှာတော့အချက်ပေးတဲ့ကြောင့်ကျမလန်နိုးလာတယ်။ CCTV ကိုကြည့်လိုက်တော့တစုံတစ်ယောက်က channel ကိုကျူးကျော်ဝင်ရောက်ဖို့ကြိုးစားနေတာတွေ့လိုက်ရတယ်။ကျမလက်နက်ကိုကင်ပြီးကြောင်းတစ်ခုမှပုံနေလိုက်တဲ့လူရဲနှစ်ခုကခြံစည်းကိုအပြင်မှာပေါ်လာပြီးရင်းနှီးနေတဲ့ယောက်ျားလေးတန်ကဒီနေရာပဲဒီထဲမှာရိတ်ခါတွေတေချာပေါက်ရှိတယ်လို့ပြောလိုက်တယ်။တေချာကြည့်လိုက်တော့တယောက်ကဟူလီယံဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဒါကကျမမထင်မှတ်ထားတဲ့ကိစ္စပဲ။ဟူလီယံကအတန်ချက်ဆက်နဲ့အော်ပြောတယ်။ဝေးနေအထဲမှာရှိနေတာငါသိတယ်။ငါဒီကိုရောက်လာလိမ့်မယ်လို့နေလုံးဝထင်မှာမဟုတ်ဘူးမလား။ဟာငါကလေပြန်လဲမွေးဖွားလာတဲ့သူပဲလေ။နေကောင်းကောင်းမွန်မွန်တကားဖွင့်ပြီးတာအကောင်းဆုံးဖြစ်လိမ့်မယ်။တကယ်တော့ဟူလီယံကကဘာပြက်ပြီး3 ရက်အကြာမှာသူ့ကိုယ်သူပြန်မွေးဖွားလာမှသိသွားတာပါ။ကျမရဲ့ပြောင်းလဲမှုတွေကိုကြည့်ပြီးကျမလည်းပြန်မွေးဖွားလာသူမှသူရိပ်မိသွားတာဖြစ်မယ်။ကျမစုထားတဲ့ရိတ်ခါတွေကိုရဖို့အတွက်သူ့ရဲ့အရှင်းနှီးဆုံးတငယ်ချင်းကိုခေါ်ပြီးတီကိုရောက်လာတာပါ
သူနဲ့စကားများကြီးပြောမနေတော့ပဲနင်တို့ဝင်တိုင်းဝင်ခဲ့လေလို့ကျမပြန်អော်လိုက်တယ်အပြင်မထွက်ခင်ကလေးကလျှက်စစ်ချန်စီယိုကိုကျမဖွင့်ထားခဲ့တာပါလျှက်စစ်ချန်စီယိုရှိုံနဲ့ငါတို့ဝင်လို့မရဘူးထင်နေလားဝူလီယံကတော့ပြုံးပြုံးကြီးနဲ့ပြောပြီးသူ့တငယ်ချင်းတွေကိုတက်ခိုင်းလိုက်ပါတယ်သူကိုယ်တိုင်လည်းတန်ဆူးကျိုးတွေကိုညှက်ဖို့ကရိယာတွေနဲ့ပြင်ဆင်နေတယ်ဒီလောက်အေးရရာတီဦးတို့မှသူတို့ဘလောက်ခံနိုင်မလဲဆိုတာကျမကြည့်ချင်သေးတယ်ဝရန်နာမှာကြောက်ခဲလို့ခဲနေတဲ့စက်သားဘဲသားတွေကိုယူပြီးသူတို့ကိုတစ်ခုပြီးတစ်ခုပြစ်ပလိုက်တယ်ဝေးနင်ကတရားရအောင်လှုပ်ရဲတယ်ပေါ့ငါအထက်ရောက်တာနဲ့နင့်ကိုနှိပ်စက်ပြစ်မယ်ကျမဘာမှပြန်မပြောဘဲဆယ်ခုမကတဲ့ခဲနေတဲ့အသားတို့အနေနဲ့ထပ်ထုလိုက်တော့သူတို့အော်ဟစ်နေကြတယ်အဲဒီနောက်မိဘနာရှင်တွေအပြည့်တင်ထားတဲ့တပူကြီးနှလုံးကိုယူပြီးဝူလီယံနဲ့သူ့တငယ်ချင်းမောင်လောင်းချလိုက်တယ်အဲ့ဒီရှင်တွေကအေးတန်ချောက်ခဏလေးအတွင်းမှာတွေခဲသွားပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေကတောက်တင်းသွားပါတော့တယ်တေကန်ဒီချိန်မှာတော့ဝူလီယံတယောက်ကြောက်သွားပြီးနှင်းတွေထဲမှာဒူးထောက်တောင်းပန်မာတော့တယ်ဝေးငါမသွားပါဘူးငါတို့ကဲပါအောင်ငါတို့ငငယ်ကလေးကအတူတူကြီးလာကြတာလေပြီးခဲ့တဲ့ဘဝငါဘလို့တေခဲ့ရလဲဆိုတာနင်အသိဆုံးပါအခုတော့အဲ့ဒီအရာတောင်နင်ကိုယ်တိုင်ခန်းစားကြည့်လိုက်တော့ကျမတို့အေးဆေးဆေးပဲပြောပြီးနှွေးထွေးတဲ့အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်အပြင်ဘက်မှာတော့ဝူလီယံတို့နှစ်ယောက်ရဲ့အော်တန်တွေကတဖြည်းဖြည်းတိုးဝင်သွားပါတော့တယ်အနှုတ်80ဒီဂရီအောက်မှာဝူလီယံဟာလက်ဆက်ရေခဲရုပ်ကြီးဖြစ်သွားခဲ့တယ်အဲ့ဒီနောက်ပိုင်းရက်တွေမှာတော့ကျမကော်ဖီပူပူလေးတော့စာအုပ်ဖတ်ရင်းနဲ့ကုပြန်ပြိုးထောင်တဲ့ဘဝတစ်ကိုစတင်ခဲ့တယ်3 လအကြာမှာတော့နှင်းတွေဆဲသွားပြီးအပူချိန်ကလည်းတဖြည်းဖြည်းပြန်တက်လာခဲ့ပါပြီလေအေးလေးတွေကလည်းနူးညံ့လာခဲ့တဲ့ကျမခြံထဲကိုထွက်လာခဲ့လိုက်တယ်အခုဆိုရင်အပူချိန်ကလူသားတွေခန္ဓာရည်ရှိတဲ့အနေအထားကိုပြန်ရောက်လာပါပြီကျမလည်းမနေနိုင်ပဲပြင်းထန်တဲ့အေးတန်ကက်ကြီးနောက်ဆုံးတော့ကုံဆုံးသွားပြီလားလို့ရေရွရည်ကျင်းတဲ့ပီတီဖြစ်မိတော့တယ်နောက်ထပ်တစ်ပတ်ခန့်ကြာတဲ့ခါမှာတော့ဖုန်းထဲစီကို message အတန်တွေတစ်စီစီနဲ့စတိုက်ဝင်လာပါတော့တယ်ကျမအရန်ကိုဝမ်းသာသွားမိတာပေါ့ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြန်ရနေပြီဆိုတာသိလိုက်ရတယ်အဲဒီနောက်မှာတော့ပြက်ကွယ်နေတာကြာပြီဖြစ်တဲ့နေမင်းကြီးဟာမိုးကုတ်ဆက်ဝိုင်းကနေတဖြည်းဖြည်းချင်းပြန်လဲထွက်ပေါ်လာခဲ့ပါတယ်အိမ်ယာဝင်းကရုထဲမှာလည်းစကားပြောတဲ့သူတွေတယောက်ပြီးတယောက်ပြန်များလာခဲ့ပါပြီကျမဟာကုအတွက်အရသာရှိပြီးအာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုပြင်ဆင်ချက်ပြုတ်လိုက်တယ်အသစ်တစ်ဖန်ရောက်ရှိလာတော့မဲ့အနာဂတ်တွေကိုကြိုဆိုတဲ့အနေနဲ့ဂုဏ်ပြုစားတောက်လိုက်ပါတယ်